ကဲခုမြင်ရတဲ့ကောင်မလေးရတော့ဗျာနော်ဒါသူ့ရဲ့ပထမဦးဆုံးအလုပ်စဆင်းတဲ့နေ့လို့ပြောရမယ်ဗျာသူ့ရဲ့အလုပ်ကတော့ဗျာတထေးဆင်းလာမယ်အပေါက်ကနေဒါတကားကိုဖွင့်ပြရမယ်အလုပ်ဗျာနော်သူ့ရဲ့အလုပ်ဘယ်လိုလဲဆင်းပြေးလာဒါကျွန်တော်တို့ကြည့်ကြည့်အောင်ဗျာနော်ပထမဦးဆုံးရက်မှာအော်အေးဘောဒါပထမဦးဆုံးဆိုလွဲမှာပေါ့နော်သူကတော့ဘေးကထိုင်လာမယ်လို့ဘေးတကားဖွင့်လိုက်တယ်ဒါမဲ့တထေးကနောက်ကထွက်လာတယ်ဟုတ်ပြီဒါပထမဦးဆုံးဆိုဖြစ်တတ်ပါတယ်နော်နောက်ကြရင်ဒါအမှတ်ထားလိုက်ပေါ့နောက်ကထွက်တယ်ဆိုရင်နောက်ကိုဖွင့်ပေးတယ်ဒါပေမဲ့တခင်ကဘေးကထွက်လာလေဘေးကထွက်လာတယ်နော် sorry တထေးကဒီတစ်ခေါက်ဘေးကဖွင့်မှာအော်ရှောက်တယ်နော်ရှောက်တယ်နော်နှစ်ချက်လုံးဖွင့်ပလိုက်တာနော်ဘေးကဆင်းလာမလဲကဲဆင်းကြီးတဲ့ပေါက်ကလည်းဆင်းခဲ့တော့ကြောက်ဟိုဘက်ကနေထွက်လာတာလို့ဒီတထေးဘာတော့ငစားတော့ကြည့်အောင်ကောင်းမလေးဖြစ်တနာပါတယ်ရှောက်တယ်ကဲခေါင်းမပေါ်ပဲဆင်းလာတော့မှာဘေးကဆင်းလာတော့မှာပြောအော်နောက်ဖုန်းနဲ့ထွက်လာတာလို့ကြည့်အောင်ဒါလို့ကဲဒီတထေးနဲ့ကတော့နော်လုံးပေါက်ကဒါတထေးကဒေါသမဖြစ်ပဲလုံသမားကဒေါသဖြစ်သွားတာလေနော်ကြည့်အောင်ခင်ဗျထုတ်ရင်လည်းထုတ်တော့တယ်နော်မလုံတော့ဘူးလိုက်ရိုက်တာကြည့်လိုက်လीနော်ဒီဘက်ကဖွင့်တော့သူကနောက်ကဆင်းတယ်โอเคဆိုပြီးမှတ်ထားရင်နောက်ကကြတော့နောက်ကနေဖွင့်ပြီးတော့ရှေ့ကနေဆင်းတယ်ဒီတထေးဘာတော့အဲ့ကြတော့နှစ်ပေါက်လုံးဖွင့်တော့ဟိုဘက်ကဆင်းတယ်ယောတကယ်စားတယ်ကွာအကုန်ပတ်ဖွင့်တော့တာနော်နောက်ဆုံးကျတော့အကုန်ပတ်ဖွင့်တော့ဒါဟုတ်အပေါက်တစ်ပေါက်ကြံခဲ့လိုက်တာဗျာနော်တကယ်လည်းအပေါက်ခုတာတတိယသွားရင်တော့အေးကြတယ်တထေးကိုဖွင့်ပြီးသားဖြစ်သွားမှာနော်ခုတော့ကြည့်ပါအောင်လွဲသွားပြန်ဒါလို့